အားလုံးပဲမင်္ဂလာပါအခုမြင်နေရတဲ့အတီးကိုမြင်မှုကြလားကျွန်တော်တော့မြန်မာနိုင်ငံမှာတော့မမြင်ဘူးဗျဂျပန်ရောက်မှပဲဒီပင်ကိုလည်းမြင်ဘူးရဲ့ဒီတီးကိုလည်းစားဘူးရဲ့ဗျာဂျပန်လိုတော့ယာမမိုမိုလို့တော့ခေါ်တယ်6လပိုင်းရောက်ရင်ဂျပန်မှာယာမမိုမိုအတီးတွေကစပြီးမြင်ရပြီးတော့စားလို့လည်းရပြီဗျာဒီယာမမိုမိုအတီးကအရတာကချိုတယ်နောက်ပြီးတော့ချင်တယ်ဗျာချိုချင်အရတာလေးနဲ့စားလို့ကောင်းတယ်ယာမမိုမိုအတီးကိုမြန်မာလိုခေါ်မယ်ဆိုရင်တော့မွန်တီလို့ခေါ်တယ်ဒီအပင်ကိုရှမ်းပြည်နယ်တောင်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာတွေ့ရလေးရှိတယ်။ဒီအတီးကတစ်ကမ္ဘာလုံးမှာထွက်ရှိရာ 90% လောက်ကတရုတ်ပြည်ကများတယ်ဗျာ။အတုံးပြူပြီးစားတုံးကြတော့အရက်ဘီယာဝိုင်းနောက်ပြီးတော့စားရည်စိမ်လေးစားတယ်။အချောက်လေးစားတယ်ဒီတိုင်းလေးစားလို့ရတယ်။ကျွန်တော်တို့ကတော့မြန်မာပြည်စားညုတ်တီးတူစားတယ်မဟုတ်ရင်ချင်းကန်ဆက်တုတ်စားရဗျာ။ဒီအတီးကကျမ်းမာရေးအတွက်လည်းများစွာကောင်းတာကြောင့်မလို့အကောင်းဆုံးအချက်ကဘာလဲဆိုတော့သူကအိုမင်းရင်းရော်မှုကိုသူကနှီးကွေးစီလို့သူတို့ကတော့ဖော်ပြထားတယ်ဗျာ။